ကဲနနခဲနိုးဆက်တန်မီလာတဲ့အခါတင်ပထမဆုံးတွေးမိတဲ့အတွေ့ကပါလေဒီနေ့တော့အလုံးမှာအဆင်ပြေပါစေဆိုတာထက်ဒီနေ့တော့ manager နဲ့ထိတ်တိုင်မတွေ့ပါစေနဲ့ဆိုတဲ့စူတောင်းမျိုးဖြစ်နေပြီလား Okay ဒီနေ့ဇာလန်လေးကတော့အောင်သက်ဆိုတဲ့လူငယ်လေးအကြောင်းပါအောင်သက်ဟာအရေးချင်းရှိရဲ့ဝန်ထမ်းတစ်ယောက်အလုပ်ကိုလည်းစူးစမ်းတယ်ဒါပေမဲ့သူ့ရဲ့ဒီနေ့တာဟာယုံခန်းတကားဝါကိုရောက်တာနဲ့မောက်မိုက်သွားသလိုခံစားရတယ်ဘာလို့လဲဆိုတော့သူ့အထက်က manager ဦးဘုံကြောင့်ပါဟုတ်ပြီဒါနဲ့ဦးဘုံကြောင့်ပြောရရင်သူကအလုပ်ကိစ္စထက်ဝန်ထမ်းကိုအပစ်ရှာဖို့လူကြားတဲ့အဆက်ခွဲဖို့နဲ့အသေးခွဲကိစ္စလေးကအစ micro manage လုပ်ပြီးချုပ်ကင်ဖို့မဲ့စိတ်အားထက်တန်သူပါအောင်သက်မင်းဒါကိုအခုထိမပြီးသေးဘူးလားကျုပ်ပြောထားတာဘယ်နှခါရှိပြီလဲဆိုတဲ့အော်ထန်ကယုံခန်းတစ်ခုလုံးကိုဟိန်သွားတယ်အောင်သက်ရဲ့ရင်ထဲမှာတော့ဒေါသထက်အားငယ်မှုနဲ့စိတ်ထက်ကြားမှုတွေကအရင်ဆုံးနေရယူလာတယ်ငါဒီလောက်စူးစမ်းနေတာတော့သူဘာလို့မမြင်တာလဲလို့တွေးရင်အောင်သက်ဟာသူ့ရဲ့ကိုယ်ပိုင်တန်ဖို့ self worth ကို manager ရဲ့ပါဆက်ဖျားမှာပုံအပ်ထားမိတယ်လို့ဖြစ်နေပါတယ်ဒီနေရာမှာစိတ်ပညာအရကြည့်ရင်အောင်သက်ဟာ psychologically and safe ဖြစ်နေတာပါအလုပ်ခွေမှာစိတ်လုံးကြုံမှုမရှိတော့တဲ့အခါကျွန်တော်တို့ရဲ့ဦးနှောက်ဟာတီထွင်ဖန်တီးနိုင်စွမ်းကိုရပ်တန့်လိုက်ပြီး survival mode တွေကိုပဲဝင်သွားပါတော့တယ် manager ဆိုတာဟာ manager ရဲ့ပြဿနာဖြစ်ပေမဲ့အဲ့ဒီတန်ကိုခံစားနေရတာကတင်ကိုယ်တိုင်ဖြစ်နေတတ်ပါတယ်ကဲကိုယ်စိတ်ကိုပြန်ကြည့်ရအောင် manager က all လိုက်တဲ့အခါသူငါ့ကိုအထင်တီးနေပြီလို့တွေးမိတာဟာ empathy အမြင်ရပြောရရင်ကိုယ့်ဘက်ကခံစားချက်တက်တတ်ပါဒါပေမဲ့တစ်ဖက်က manager ဦးဘုံရဲ့စိတ်ထဲမှာကောဘာရှိနေမလဲသူကတော့သူ့အထက်ကဖြီးရည်ကြားမှာအသက်ရှူချက်နေလို့အောက်ကလူကိုပြန်ပေါက်ကွဲနေတာလားဒါမှမဟုတ်သူကိုယ်တိုင်ကောသူ့ဘဝမှာအတိမတ်ပြုမခံရတဲ့ဒဏ်ရတွေရှိနေလို့လားဒီဗီဒီယိုရဲ့ပထမအပိုင်းမှာကျွန်တော်တို့သိထားရမှာကတင် manager စိုးနေရခြင်းဟာတင်ကြောင့်မဟုတ်ဘူးဆိုတာပါပဲဟုတ်ပါတယ်သူတို့ရဲ့အတွင်းစိတ်မလုံခြုံမှုတွေကတင်းစီကိုအစိတ်အတောက်တွေအဖြစ်စီးဆင်းလာတာပါအောင်သက်ဟာဒီအစိတ်တွေကိုနေတိုင်းတုတ်တုံရင်းသူ့ဘဝရဲ့ပျော်ရွှင်မှုကိုစတီးနေရပါတယ်ဒါပေမဲ့ဒီဇလိုင်းကဒီမှာတင်ရပ်မသွားပါဘူး Okay အောင်တဲ့ရဲ့နေ့ရက်တွေကပိုးဆိုးလာတယ် manager ဦးဘုံရဲ့အော်တန်တွေကသူနားထဲမှာအလုပ်ချိန်ပြင်ပအထိဘဲ့တင်ထပ်နေတော့မယ်အိမ်ပြန်ရောက်ရင်တောင်အောင်တဲ့ဟာတကယ်ပြန်ရောက်တာမဟုတ်ဘူးစီကရုံးမှာပဲခြံခဲ့တယ်သမင်းစားနေရင်လဲ manager ရဲ့မျက်နှာကိုမြင်ရောက်နေပြီညအိပ်ရဝင်ရင်လဲမနေ့ပြန်ဘာမှရှာခံအောင်မလဲဆိုတဲ့စိုးရင်စိတ်နဲ့တဲ့အိမ်မက်ဆိုဒီမက်နေတော့တယ်ဒီနေရာမှာအောင်တဲ့တတိမထားမိတဲ့ချက်တစ်ခုရှိတယ်အဲ့ဒါကတော့ emotional contagion ခေါ်တဲ့စိတ်ခံစားချက်ကူးစက်ခြင်းပါပဲ manager ရဲ့ဒေါသစိတ်ကလေးဟာအောင်တဲ့ရဲ့စိတ်ထဲကိုကူးစက်လာပြီးအောင်တဲ့ကိုယ်တိုင်လည်းတဖြည်းဖြည်းဒေါသကြီးသူစိတ်တူလေသူဖြစ်လာတယ်သူဟာသူ့ရဲ့ချစ်သူသူ့ရဲ့မိဘတွေပေါ်မှာပါအလိုမချမှုတွေပြသလာမိတယ်တနေ့မှာတော့အောင်တဲ့ဟာမန်ထဲကိုချီရဲ့ထိတ်လန့်သွားတယ်မန်ထဲကလူဟာသူတီးခဲ့တဲ့တက်ကြွတဲ့လူငယ်လေးမဟုတ်တော့ပဲမျက်မှောင်ကျုံနေတဲ့အသက်မဲ့နေတဲ့လူစိမ့်တယောက်လိုသင်နေလို့ပါငါဘာလို့ဒီလူဆိုးတယောက်ရဲ့လက်ခုထဲမှာကပြောနေရတာလဲငါရဲ့ပျော်ရွှင်မှုကိုသူကဘာလို့ဆုံးဖြတ်ခွင့်ရနေတာလဲဆိုတဲ့မေခွန်းကသူခေါင်းထဲကိုတုံခနဲဝင်လာပါတယ်ဒါနဲ့ empathy နဲ့ပြန်တွေးကြည့်အောင်ဦးဘုံကဘာလို့ဒီလောက်ရိုက်ဆိုင်နေရတာလဲစိတ်ပညာရလူတယောက်ဟာတစ်ဖက်လူကိုအနိုင်ကျင့်တယ်ဆိုတာသူကိုယ်တိုင်မှာကြီးမားတဲ့အားနည်းချက် insecurity ရှိနေလို့ပါဦးဘုံဟာသူ့ရဲ့အားနာကိုအလွဲဆုံးစားလို့မှသာသူကိုယ်တိုင်တန်ဖိုးရှိတယ်လို့ခံစားတဲ့နှင်းချတဲ့စိတ်အခြေခံရှိသူထိနိုင်ပါတယ်သူဟာတကယ်တော့တနာဖို့ကောင်းမယ်စိတ်ဝိညာဉ်ငတ်မွတ်နေသူတူပါအောင်တဲ့ကတော့သူကဆိုးတယ်သူငါကခံရတယ်သူဆိုတဲ့ victim mindset ချိန်မှာပိတ်မိနေခဲ့တာပါဒါပေမဲ့ပျော်အောင်နေဖို့ပထမဆုံးခြေလှမ်းကကိုယ့်ရဲ့ပျော်ရွှင်မှုကိုတခြားသူစီမှာပေါင်နှံမထားဖို့ပဲဖြစ်ပါတယ်မန်နေဂျာကအော်နိုင်ပေမဲ့အဲ့ဒီအော်တန်ကိုကိုယ်နှလုံးသားထဲထိဝင်ခွင့်ဖေးမပေးကြတော့ကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်အောင်သက်ဟာအဲ့ဒီနေ့ကစားပြီးနီးပြူရအသက်တစ်ခုစဉ်းစားလိုက်တယ်ခမည်းအော်ချင်းတလောက်အော်ငါရဲ့အတွင်းစိတ်ငင်းချယ်မှုကိုတော့ခမည်းလာဖြစ်စည်းလို့မရစေရဘူးဆိုတဲ့
စိတ်ခန်းစားချက်ဆိုင်ရာတန်တိုင်း ကဲအောင်တက်ရဲ့ပြောင်းလဲမှုကချက်ချင်းကြီးလက်တွေ့မကြသေးပါဘူးစိတ်ကူးထဲမှာတန်တိုင်းကာလက်ယုံနဲ့ဥပုံးရဲ့အော်တန်တွေကပျောက်ခွေမသွားဘူးလေဒါပေမဲ့အောင်တက်ဟာတုံ့ပြန်မှုနဲ့တုံ့ပြန်ချက်ကြားကခြားနာချက်ကိုနားလည်လာပါတယ်အရင်ကဆိုဥပုံးအော်ရင်အောင်တက်ကတုံလုတ်သွားတယ်ဒါမှမဟုတ်စိတ်ထဲကနေပြန်ရန်တွေးတယ်ဒါဟာဥပုံးကိုအောင်နိုင်ခွင့်ပေးလိုက်ကြပါပဲဟုတ်ပြီအောင်တက်ဟာအလို့ခွင့်ထဲမှာ emotional detachment ကိုစတင်ကျင့်သုံးပါတယ်ဥပုံးကမဲအလုတ်ကအမိုက်တီပဲလှုပ်ဖြိုးတဲ့အခါအောင်တက်ကအဲ့ဒီစကားလုံးတော့ကအမုန်းတရားကိုမကြည့်တော့ပဲအချက်လက်ကိုပဲရှာပါတယ်ဟုတ်ကဲ့ပါဥပုံးဘယ်အပိုင်းကိုပြင်ဆင်ရှင်တာလဲပြောပေးပါလို့တီတင်းငင်းငင်းပြန်မေးတတ်လာတယ်စိတ်ပညာအရဒါကို Grey Rock Method လို့ခေါ်ပါတယ်ကိုယ့်ဘက်ကစိတ်လှုပ်ရှားမှုပြမလာတဲ့အခါအနိုင်ကျင့်လို့တဲ့မန်နေဂျာတွေဟာတဖြည်းဖြည်းစိတ်မပါတော့ပဲငြိမ်သွားတတ်ကြပါတယ်နောက်တစ်ဆင့်အနေနဲ့အောင်သက်ဟာသူ့ရဲ့ပျော်ရွှင်မှုကိုရုံခန်းပြင်ပမှာပဲအာယုံစိုက်ဖို့ဆုံးဖြတ်လိုက်တယ်အလုတ်ဟာဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်စေပြီးဘဝတစ်ခုလုံးမဖြစ်စေရဘူးဆိုတဲ့ခံယူချက်ပါသူဟာရုံစင်သားနဲ့ရုံအလုပ်နဲ့ပတ်သက်တဲ့ group တွေကို mute လုပ်ထားလိုက်တယ်သူနဲ့တဲ့ပန်းချီဆွဲလာသူငယ်ချင်းတွေနဲ့စကားပြောတာတွေကိုအချိန်ပေးလာတယ်ဒါနဲ့ empathy နဲ့ထပ်ကြည့်အောင်အောင်သက်ဟာဥပုံးကိုရန်သူလိုမဟုတ်ပဲစိတ်မချမ်းသာတဲ့လူနာတယောက်လိုမြင်ကြည့်လိုက်တယ်သူဟာတကယ်တော့ခေါင်းဆောင်မှုဆိုတာကိုနားမလည်ရှာတဲ့သူ့အထက်လူကြီးကိုကြောက်နေရတဲ့လူတယောက်ပါလားလို့တွေးလိုက်တဲ့အခါအောင်သက်ရဲ့ရင်ထဲမှာဒိုးတာထက်တနာစိတ်ကနေရယူလာပါတယ်တစ်ဖက်လူကိုတနာနိုင်ပြီဆိုရင်အဲ့ဒီလူကတင်းကိုထိခိုက်အောင်မလုပ်နိုင်တော့ပါဘူးအောင်သက်ဟာအလုပ်ထဲမှာ professional ဆန်ဆန်မဲ့နေပါတယ်အလုပ်ကိုအကောင်းဆုံးလုပ်တယ်ဒါပေမဲ့ manager ရဲ့အတိမတ်ပြမှုကိုတော့မျှော်လင့်မနေတော့ဘူးကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ပဲတတ်မှတ်လိုက်ပါတယ်အော်စရာကောင်းတာကအောင်သက်တီလို့ငြိမ်သွားတဲ့အခါဥပုံးရဲ့အနိုင်ကျင့်မှုတွေဟာအောင်သက်ကိုမထိခိုက်တော့တဲ့အပြင်ဥပုံးကိုယ်တိုင်တောင်အရင်လိုអော်ဖို့အရှိန်မပတော့တာကိုတွေ့လိုက်ရပါတယ်ဟုတ်ပြီအောင်တက်ဟာအခုဆိုရင်ဥပုံးရဲ့အစိတ်အတောက်တွေကြာမှတင်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုခံအားကိုတီးဆောင်နေခဲ့ပါပြီဒါပေမဲ့အမြဲတမ်းဒိုင်းလွှားကြီးကင်ပြီးခုခံနေရတာဟာပင်ပန်းစရာကောင်းတယ်ဆိုတာသူသိပါတယ်ဒါကြောင့်သူဟာခန်းစစ်ကနေ viewer မြောက်စစ်စင်အီကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်အောင်တက်ဟာအလုတ်ကိုအရင်ကထက်ပိုပြီးစနစ်တကျလုပ်ပြပါတယ်ဥပုံအပြစ်ရှာလို့မရအောင်အစီရင်ခံစားတွေကိုအသေးစိတ်ပြင်ဆင်တယ်အလုတ်ပြီးရမယ့်အချိန်ထက်စောပြီးတင်ပြတယ်ဒါဟာဥပုံကိုကြောက်လို့မဟုတ်ပဲသူ့ရဲ့ professional value ကိုမြင့်တင်လိုက်တာပါစိတ်ပညာအရပြောရင်ကိုယ့်ရဲ့အရေးအချင်းကကိုယ့်အတွက်အာဏာဖြစ်လာတာပါမန်နေဂျာတယောက်ဟာဝန်ထမ်းတယောက်ရဲ့တန်ဖိုးကိုတီးလာတဲ့အခါသူ့ရဲ့စိုးသွားမှုတွေကိုလော့ချဖို့ဝင်လေလာတတ်ပါတယ်ကဲ empathy နဲ့သစင်စဉ်းစားကြည့်အောင်အောင်တက်ဟာယုံထက်ကတခြားဝန်ထမ်းတွေကိုပါတတိထားကြည့်မိလာတယ်သူလိုပဲဥပုံရဲ့ဒဏ်ကိုခံနေရတဲ့သူတွေအများကြီးပါအောင်တက်ဟာသူတို့အတွက်နားထောင်ပေးသူအဖြစ်ရပ်တည်သေးလိုက်တယ်မင်းအမားမဟုတ်ပါဘူးဥပုံကဒီနေ့စိတ်တူနေလို့ပါလို့အားပေးစကားပြောပေးတဲ့အခါယုံခန့်တယ်မှာအမုန်းတရားတွေအစားနားလည်မှုယဉ်ကျေးမှုလေးတစ်ခုစတင်ဖြစ်ပေါ်လာပါတယ်သူတစ်ပါးကိုကူညီလိုက်ရတဲ့အတွက်အောင်သက်ကိုယ်တိုင်လည်းပိုပြီးစိတ်ဓာတ်ကြံ့ခိုင်လာတယ်လို့ခံစားရပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ထွတ်ပေါက်ပါအောင်သက်ဟာအလုံးမှာပျော်အောင်နေပေမဲ့ဒီနေတာမှာပဲငါဘဝတစ်သက်လုံးကုံဆုံးမှမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသိထားတယ်သူဟာသူ့ရဲ့ skill တွေကိုအမြဲ update လုပ်နေတယ် LinkedIn မှာအဆက်အသွယ်အသစ်တွေရှာထားတယ်ငါမှရွေးချယ်စရာရှိတယ်လို့သိထားတဲ့စိတ်ကသူ့ကိုပိုးပြီးလွတ်လပ်စေပါတယ်မန်နေဂျာဆိုတာကိုလက်ခံနေရတာဟာရွေးချယ်စရာမရှိဘူးလို့ထင်နေလို့ကရွေးချယ်စရာရှိလာတဲ့အခါတင်းရဲ့ယုံကြည်မှုကအလိုလိုတိုးတက်လာပါတယ်အောင်တဲ့ထွားအခုဆိုဥပုံအော်ရင်ပြုံးတောင်ပြုံးနိုင်နေပါပြီဘာလို့လဲဆိုတော့ဥပုံရဲ့အော်ထန်တွေဟာသူ့ရဲ့တိုးတက်မှုဇလန်းမှာနောက်ခံစူးညံတန်းလောက်ပဲဖြစ်သွားလို့ပါပဲနောက်ဆုံးမှာတော့အောင်တဲ့ဟာအရေးကြီးဆုံးအမှန်တရားတစ်ခုကိုနားလည်သွားခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဟာတခြားလူတွေရဲ့အပြုအမူကိုထိန်းချုပ်လို့မရပါနဲ့အဲ့ဒီအပြုအမူတွေပေါ်ကိုပေးမဲ့တုံ့ပြန်မှုကိုတော့ယာနှုံးပြီးထိန်းချုပ်လို့ရတယ်ဆိုတာပါပဲဟုတ်ပြီအောင်တဲ့ဟာအလို့ကနေထရစရာမလိုပဲစိတ်ဆင်းရဲမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်သူဟာမန်နေဂျာဆိုးတရားကိုသူ့ဘဝရဲ့ဆရာဆိုးအဖြစ်သတ်မှတ်လိုက်ပြီးတေးခံခြင်းတည်ငြိမ်ခြင်းနဲ့ professional ဆန်ခြင်းဆိုတဲ့ဘဝသင်ခန်းစာတွေကိုလက်တွေ့လေ့ကျင့်ခဲ့တာပါအခုဆိုရင်
အောင်တဲ့ဟာပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုကိုယုံကြည်မှုအပြည့်နဲ့လွှမ်းတတ်ဖို့အဆင့်တင်ဖြစ်နေပါပြီမန်နေဂျာဆိုဆိုတာတင့်ဘဝလမ်းကြောင်းပေါ်ကကြောက်ခဲတစ်လုံးပါပဲအဲ့ဒီကြောက်ခဲကိုခလုတ်တိုက်ပြီးလဲနေမလားဒါမှမဟုတ်အပေါ်ကိုတက်လှမ်းဖို့ခြေနှင်းကြောက်အဖြစ်သုံးမလားဆိုတာတင့်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်